သွားနေတဲ့ရွာမှာပေါ့နော်ဒီတီဟိုပင်နေအများကြီးပဲအခုဒါပြင်းနေရဲ့အစည်းစံလေးတီဟိုစည်းဆိုတာလေအဲ့ဒါတီဟိုပင်ကနေပြီးတော့အခုဒါဒီတီဟိုစည်းနော်အဲ့ဒီမှာသူစတာမှဲ့ပြီးကြွေတာပေါ့နော်မှဲ့ပြီးကြွေလေးတယ်အဲ့ပြီးတော့ဒါလေးဆိုလို့ဒါတီဟိုပင်ကသူ့ရဲ့ဒီတီးပုံလေးတွေပေါ့နော်တီဟိုပင်ကိုလည်းဒီရွာကိုရောက်မှပဲမြင်ဘူးတာပဲတီဟိုပင်ဆိုအရင်တော့ဆိုပြင်းမြင်တော့မမြင်ဘူးအသီးအစည်းစံတွေပဲပြေးစားဘူးတာပေါ့နော်အခုဒီလိုမျိုးဒီရွာရောက်မှလေပြေးမမြင်ဘူးတဲ့အသီးတွေရောပြေးမစားဘူးတဲ့အသီးတွေကအခုဒါဗာလဲခုနတရုတ်သီးဆိုလဲအဲ့လိုပဲပေါ့နော်အဲ့လိုမျိုးလေးပြေးတွေ့ရတယ်အခုဒီမှာဆိုလဲတီဟိုပင်ကိုတို့ကအဲ့လိုမျိုးစိုက်ခင်းနေနဲ့စိုက်ထားတာပေါ့နော်စိုက်ခင်းနေနဲ့စိုက်ထားတယ်ဒီလိုမျိုးအသီးတီးလို့ရှိရင်လည်းသူဒါမှဲ့ရဆိုလို့ရှိရင်သူတဘာဝအတိုင်းကြွေတာပေါ့နော်အခုဒီမှာဆိုလဲတီဟိုပင်ကိုခြံနေပေါ့နော်အများကြီးပဲစိုက်ထားတယ်ခြားတယ်မတာဆိုလဲဒါပန်းပင်အလှလေးတွေရောအကြောင်းမို့ပြေးပြောပြတဲ့နေရာမှာဒီနေရာမှာတဘာဝလိုမျိုးဒီလိုမျိုးအသီးပွင့်နေရောတဘာဝတိုင်းလှနေနေရာလေးရာစအများကြီးရှိရဆိုတော့ပြေးအခုဒီချိတ်ရပေးထားတာပါရှင်အမတ်တရဒါဆိုအကုန်လုံးတီဟိုပင်နေကြီးပဲဟိုဘက်မှာ